အခုလောလောဆယ်အခုမသေးနေအောင်ဥပမာအခုလောလောဆယ်မလုပ်သေးနေအောင်အခုလောလောဆယ်မသွားသေးနေအောင်ဒီလိုစကားလုံးလေးသုံးမယ်ဆိုရင်တော့ထိုင်းလို့อย่าเพิ่งအပေါင်း verb ပေါ့နော်อย่าเพิ่งရဲ့နောက်မှာ Korea လေးထည့်သုံးလို့ရပါတယ်ဒါဆိုရင်ဥပမာဝကြလေးတော့ကြည့်ကြည့်အောင်อย่าเพิ่งกินนะมันร้อนอยู่อย่าเพิ่งกินนะมันร้อนอยู่อย่าเพิ่งกินนะအခုလောလောဆယ်အခုမစားသေးနဲ့အောင်มันร้อนอยู่อูนี่သေးတယ်อย่าเพิ่งไปนะรอด้วยอย่าเพิ่งไปนะรอด้วยอย่าเพิ่งไปအခုမသွားသေးနဲ့အောင်မသွားသေးနဲ့အောင်รอด้วยစောင့်အောင်အခုမသွားသေးနဲ့စောင့်အောင်ပြောတာဖြစ်ပါတယ်ဒီလိုအသုံးလေးတွေကိုလေ့လာချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ grammar video class လေးမှာလေ့လာလို့ရပါပြီ grammar pattern 40ခုပါအောင်မှာဖြစ်ပါတယ်ဒီတရစလုံးပေါင်းလေးတွေပေါင်းဖတ်တတ်ရုံနဲ့ဒီ grammar လေးတွေကိုလေ့လာလို့ရပါပြီဒီ grammar လေးကိုလေ့လာရတဲ့ကျွန်တော်တို့ဝါကြလေးတွေရေးတတ်သွားမယ်ရှင်းနောက်အမြဲတမ်းမှာပြောရလို့ကလည်းကျွန်တော်တို့အသုံးလုံးလေးတွေကိုနားလည်သွားပြီးတော့ရှင်းနောက်လေးတွေမှန်အောင်ပြောနိုင်တာပဲပေါ့နော်ပြီးတော့ vocab အသစ်တွေနဲ့ grammar အသစ်လေးတွေကိုလေ့လာချင်တယ်ဆိုရင်တော့ဒီ video class ကအဖြစ်မနေ join တင်ပါတယ်ဆိုတော့ဒီ video လေးနဲ့လာရတဲ့ဆိုရင်တော့အထူးကြီးနေရရှိနေမှာဖြစ်ပါတယ်နောက်ထပ် video လေးမှာထပ်တွေ့ပါမယ်နော်ကျေးဇူးတင်ပါတယ်ခပ်ပွန်ခါဝတ်ဒီခါ